ဘယ်အစားအစာတွေကသွေးတွင်းကိုလက်စထရောကိုလျှော့ချပေးနိုင်လဲပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒေါက်တာလာဒီ page ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်သွေးတွင်းကိုလက်စထရောမှာအကျိုးပြုကိုလက်စထရောရှိတယ်လို့အကျိုးမပြုတဲ့ကိုလက်စထရောလည်းရှိပါတယ်ဒီကိုလက်စထရောပမာဏကစားလိုက်တဲ့အစားအစာတွေအပေါ်မှာမူတည်ပြီးတော့ပမာဏကွဲပြားတာတွေရှိနိုင်ပါတယ်နေ့စဉ်စားသောက်မှုတွေကကိုလက်စထရောအပေါ်မှာတက်ရောက်မှုတွေရှိနေပါတယ်ဒီတစ်ခေါက်မှာတော့သွေးတွင်းကအကျိုးမပြုတဲ့ကိုလက်စထရောကျအောင်ဘာတွေစားရမလဲဆိုတာကိုပြောပြပေးချင်ပါတယ်။သွေးထဲမှာမကောင်းတဲ့ကိုလက်စထရောတွေများတာကသွေးကြောတွေထဲကအဆီအညစ်အကြေးတွေများပြီးတော့သွေးကြောကျဉ်းတာကနေတဆင့်နှလုံးရောဂါခံစားရတာမျိုးဖြစ်နိုင်ပါတယ်။အကျိုးပြုကိုလက်စထရောတိုးတက်စေဖို့အတွက်ကိုလက်လေးချိန်ငန်းတွေလုပ်ဖို့လိုအပ်တယ်လို့မကောင်းတဲ့သွေးတွင်းကိုလက်စထရောကျအောင်လှုပ်ဆောင်လို့ရတဲ့နောက်ထပ်နည်းလမ်းတစ်ခုကတော့အခုလိုမျိုးအစားအစာတွေကိုနေ့စဉ်စားသုံးဖို့မှာပါဝင်အောင်စားသုံးဖို့လိုပါမယ်။ကဲဒါဆိုရင်တော့သွေးတွင်းကိုလက်စထရောကျအောင်ဘာတွေစားရမလဲဆိုတာဗီဒီယိုလေးမှာဆက်ပြီးတော့ကြည့်ရှုပေးပါအောင်ရှင်။နံပါတ်1အုတ်ဂျုံနဲ့နှံစားသီးနှံတွေအုတ်ဂျုံနဲ့နှံစားသီးနှံတွေမှာအမြင်ဓာတ်တွေကျွဲဝါးစွာပါဝင်နေပါတယ်။အမြင်ဓာတ်ကအစာချေစနစ်ကိုကျန်းမာစေတယ်လို့အကျိုးပြုတဲ့သွေးတွင်းကိုလက်စထရောကိုလည်းတိုးစေနိုင်ပါတယ်။ဒါကြောင့်သွေးတွင်းကအကျိုးမပြုတဲ့ကိုလက်စထရောတွေကိုကျဆင်းစေဖို့ဆိုရင်တော့နေ့စဉ်စားသုံးမှုမှာအုတ်ဂျုံနဲ့နှံစားသီးနှံတွေကိုတပကံစာလောက်ပါဝင်အောင်စားသုံးပေးဖို့လိုအပ်တာပဲဖြစ်ပါတယ်။နံပါတ်2ပဲအမျိုးမျိုးနောက်ထပ်ပျော်ဝင်လွယ်တဲ့အမြင်ရရှိနိုင်တဲ့အစားအစာအရင်းအမြစ်တစ်ခုကတော့ပဲအမျိုးမျိုးပါပဲအမျိုးမျိုးကပရိုတင်းကျွဲဝါးသလိုသွေးတွင်းကိုလက်စထရောကျဆင်းစေဖို့လည်းအထောက်အကူပေးပါတယ်နောက်တစ်ချက်ကပဲအမျိုးမျိုးကတခြားကာဘိုဟိုက်ဒရိတ်ကျွဲဝါးတဲ့အစားအစာတွေလိုမျိုးသွေးတွင်းတကြားဓာတ်ကိုမမြင့်တက်တရားကြောင်းပါပဲအမျိုးမျိုးကသွေးတွင်းတကြားဓာတ်ကိုထိန်းညှိပေးသလိုအကျိုးမပြုတဲ့သွေးတွင်းကိုလက်စထရောကိုလည်းကျဆင်းစေနိုင်တာဖြစ်ပါတယ်နံပါတ်3ကစီဓာတ်မပါတဲ့ဟင်းသီးဟင်းရွက်တွေကစီဓာတ်မပါတဲ့ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ကညွတ်ဂေါ်ဘီတို့ပန်းဂေါ်ဘီစိန်ခရမ်းချင်သီးငရုတ်ပွတရုတ်နနံမုံလာဦးနီကျက်သွန်နီအစိမ်းရောင်ဟင်းသီးဟင်းရွက်တွေကိုစားပေးတာကလည်းသွေးတွင်းကိုလက်စထရောကိုကျဆင်းစေနိုင်ပါတယ်ဒီအသီးရွက်တွေကအမြင်ဓာတ်တွေကျွဲဝါးစွာပါဝင်နေသလိုပရိုတင်းတွေလည်းပါဝင်နေပါတယ်ဒီအသီးရွက်တွေကမကောင်းတဲ့သွေးတွင်းကိုလက်စထရောကိုကျဆင်းစေပြီးတော့ရောဂါတွေမဖြစ်အောင်လဲကာကွယ်ပေးနိုင်ပါတယ်ရှင်နံပါတ်4အခွန်မာသီးတွေနဲ့အစိတ်အစံတွေမကောင်းတဲ့သွေးတွင်းကိုလက်စထရောကျအောင်စားပေးရမယ့်နောက်ထပ်စားစရာတစ်ခုကတော့အခွန်မာသီးတွေအယ်မွန်စိတ်နှမ်းကျက်စိတ်စတာတွေကိုလက်တဆုပ်စာလောက်ပုံမှန်စားပေးတာကသွေးတွင်းကိုလက်စထရောကိုကျဆင်းစေဖို့ထောက်ကူပေးနိုင်ပါတယ်ဒီအစိတ်အစံတွေနဲ့အခွန်မာသီးတွေကနှလုံးရောဂါဖြစ်နိုင်ခြေကိုလည်းလျှော့ချပေးနိုင်ပါတယ်နံပါတ်5တစ်သီးတွေberry သီးတွေဖြစ်ကြတဲ့ blackberry, raspberry, တလဲသီး strawberry တွေကပျော်ဝင်လွယ်တဲ့အမြင်ဓာတ်တွေများစွာပါဝင်ပြီးတော့တကြားဓာတ်ပါဝင်မှုလည်းနည်းပါတယ်။ဒါအပြင်တခြားအမြင်ဓာတ်များတဲ့အသီးနှံတွေကိုလည်းစားပေးသင့်ပါတယ်။ဒါကြောင့်သွေးတွင်းကိုလက်စထရောကျဆင်းစေဖို့ဆိုရင်အမြင်ဓာတ်များတာတွေကိုစားပေးလို့ရပါတယ်။6ပဲပိစက်အပင်အခြေခံထားတဲ့အစားအစာတွေကအာဟာရပြည့်ဝသလိုကျန်းမာရေးနဲ့တော်တော်လေးညီညွတ်ပါတယ်။ဒါကြောင့်နေ့စဉ်စားသုံးမှုမှာပဲပိစက်နဲ့ပဲပိစက်ကနေထုတ်တဲ့ပဲပြားတိုဟူစတာတွေကိုစားပေးတာကလည်းကျန်းမာစေဖို့နည်းလမ်းကောင်းပါ။အကျိုးမပြုတဲ့သွေးတွင်းကိုလက်စထရောကျဆင်းစေဖို့ပဲပိစက်ကိုစားပေးလို့ရပါတယ်ရှင်။နံပါတ်9ငါတူနာငါးတွေနဲ့ဆယ်မွန်ငါးတွေကနှလုံးကျန်းမာစေပြီး omega 3 fatty acids ပါဝင်နေတာကသွေးတွင်းကိုလက်စထရောကျအောင်ထောက်ကူပေးနိုင်ပါတယ်။နေ့စဉ်စားသုံးမှုမှာ omega 3 fatty acids ကျွဲဝါးတဲ့ပင်လယ်ငါးတွေကိုစားသုံးပေးတာကသွေးတွင်းကိုလက်စထရောကျဆင်းစေဖို့ထောက်ကူပေးနိုင်ပါတယ်။အခုပြောပြခဲ့တဲ့အစားအစာတွေကိုနေ့စဉ်စားသုံးမှုမှာပါဝင်အောင်စားသုံးပေးတာကသွေးတွင်းကအကျိုးမပြုတဲ့ကိုလက်စထရောတွေကိုကျဆင်းစေဖို့ထောက်ကူပေးနိုင်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တစ်ယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပြန်လည်ပြီးတော့အဆုံးတွေ့ကြပါစို့ရှင်။